ကျွန်တော်စူပါလင်းတို့ကြတော့ပိုးရှိခေတုံးကတချင်းတွေကိုအခုခေတချင်းတွေကိုအကုန်ရတယ်ဗျာဘယ်လိုတချင်းမျိုးရောဆိုပြတယ်ပိုးရှိခေတုံးကတချင်းဆိုရင်ဖိုးဖိုးကြီးတင်မောက်ရွှေပန်းရေတွဲလောက်ရွှေမန်းတင်မောက်မလဲသူ့လက်ကြမှာတင်မောက်အသက်မချင်းမတာအဲ့ဒါလှုပ်ရနိုင်တော့အသီးများဖိုးဖိုးကြီးဦးရွှေမန်းတင်မောက်ရဲ့တချင်းဆိုကျွန်တော်အရမ်းကြိုက်တာဗျာဘယ်လိုချင်းနေရောကျွန်တော်ဟာလေးနိုဒီကောင်းနိုဒီကောင်းနိုဒီကောင်းသူနေလားကျွန်တော်ကလေထုံဒီလကောင်ထုံဒီလကောင်အမလေးသူ့လက်ကြမှာကျွန်တော်ကလေအသက်မချင်းမတာအဲ့ဒါလှုပ်ရနိုင်တော့အသီးများကျွန်တော်အဲ့တချင်းတွေကြိုက်တယ်လို့အခုခေနေထားနေကြတော့ကျွန်တော်အဆိုးတော့တွန်းတာနေတူမဟုတ်ကဲဟုတ်တယ်အဆိုးတော့ဒွေးရဲ့တချင်းကြတော့ကျွန်တော်အရမ်းကြိုက်တယ်ဗျဘယ်ချင်းလဲတော့ရောက်ပါရေနေတော့တော်ဆုံးပြီချောင်းရဲမှာရေချိုးပြီးတို့ပြန်ပြီရာသီချိန်မှာရာသီမလာရင်ကဲဒီပန်းတောင်းပြီကြိုက်တယ်နောက်တစ်ခါတော့အဲ့ကောပိုင်လို့ပြန်ဆိုသမှာရာသီချိန်မှာရာသီမလာရင်ကဲဒီပန်းတောင်းပြီဟဲ့ကျင်းတဲ့ထညာကတော့ရဘွားအတွက်အမြဲပဲဖော်ရှောက်ကုန်ပြီလားမသိပါဘူးကွာအဲ့ရခမရတချင်းနဲ့အများကြီးပဲရတာပဲရတာပါဗျာမင်္ဂလာပါဒီအစီအစဉ်လေးရဆိုရင်ဖြင့်ကျွန်တော်တို့ဒီမိုးရမှာကျွန်တော်တို့အစိုးရတွေခေါ်မယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ရုပ်ရှင်မင်းသားမင်းသမီးတွေနေရာမရောက်သေးပေမဲ့လည်းကျွန်တော်တို့မင်းသားတက်သမင်းသားလေးတွေကိုပဲကျွန်တော်တို့ပူးတွဲပြီးတော့ဒီမိုးရံနေပြီးတော့ထီကိုကျွန်တော်တို့ကြော်ညာမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဇလန်းလေးတွေလုပ်မယ်ဇလန်းလေးလုပ်မယ် performance လေးတွေလုပ်မယ်ဒီနေရာမှာလည်းကျွန်တော်တို့ခေါ်ထားပြီးသွားပြီပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်အစိုးရခေါ်တဲ့နေရာမှာကျွန်တော်စိုင်းစရာခိုင်းဘက်မရပါဘူးအဲ့ဒီဟိုစိုင်းခိုင်းလိုက်မရပါဘူး